ဝမ်မျိုးရဲ့စားတောက်တွေ့ဆုံပွဲလုပ်နေပါတယ်အဲ့ဒီအချိန်မှာဂျေးမုံကနေတဆင့်ထားရန်ရောက်ရှိလာခဲ့ပါတယ်ဝမ်လင်ကတော့ဂျယ်မင်တောင်ကြားမှာပါကိုင်းတကိုင်းရဲ့အစုလိုက်ပြုံလိုက်တက်ခတ်မှုကိုဝမ်လင်ကရှောင်ပြေးနေခဲ့ပါတယ်သွေးသားရင်းချာကအသွေးကြောချင်းရှိတ်ဆက်နေတယ်ဆိုပြီးတော့ထားရန်ကဝမ်မျိုးနဲ့စီကအသွေးနှဲငယ်စီယူလိုက်ပါတယ်ရှင်မင်ကအမေးချေတန်းရင်မင်းခုရက်လိုက်မယ်ဆိုရင်မှီသေးတယ်လို့သတိပေးခဲ့ပါတယ်လီယာကအသေးသွားပြီးအရှင်မမီတော့ဘူးလို့ပြန်ပြောခဲ့ပါတယ်ထားရန်ကဝမ်လင်ကိုရှာတွေ့သွားခဲ့ပါပြီဝမ်လင်ရဲ့အသီးစိမ့်နဲ့ဝင်းကျင်ဟာဝမ်မျိုးစားတော့ဝက်စီရောက်ရှိလာခဲ့ပါတယ်ဝမ်လင်ကသူ့ရဲ့ဖေနဲ့မေကိုတွေ့ပြီးတော့အပြေးဖက်လိုက်ပါတယ်ဒါပေမဲ့ဖက်လို့မရခဲ့ပါဘူးဝမ်လင်ကထားရန်ကိုမင်းပါလို့ရှင်တာလေလို့မေးလိုက်ပါတယ်ထားရန်ကသွေးကြည်ပြန်ဆက်ခိုင်းမလို့ပြောလိုက်ပါတယ်ငါမင်းတို့ဝမ်မီသားစုမျိုးနဲ့တစုလုံးကိုငါမင်းအတွက်အသက်ပြန်ပေးဆက်ခိုင်းမယ်လို့ပြောလိုက်ပါတယ်အဲ့လိုပြောပြရနဲ့ထားရန်ကစပြီးတော့အသက်ပါတော့တယ်ဝမ်လင်ကလူကိုကျုပ်တက်ခဲ့တာကျင့်ကြံမှုကိုငါလူခဲ့တာငါအခုကျွမ်းမတောင်ကြားမှာရှိတယ်မင်းငါ့ကိုလာတက်လိုက်လေလို့ပြောခဲ့ပါတယ်အဲ့ဒီအချိန်မှာရှင်းရင်ကိုင်းရဲ့ရုပ်သေးကဝမ်လင်ရဲ့ရုပ်ခန္ဓာကိုဖမ်းချုပ်လိုက်ပါတယ်မင်းပဲပြေးမလဲလင်းလင်းမမနဲ့မင်းခန္ဓာကိုထုတ်ပေးလိုက်စမ်းလို့ပြောလိုက်ပါတယ်ဝမ်လင်ကငါမျိုးကိုတက်တယ်ငါကဝမ်မျိုးနဲ့ဇူတစ်ခုလုံးကိုတက်ပြစ်မယ်လို့ထားရန်ကပြောခဲ့လိုက်ပါတယ်ဝမ်လင်ကဒေါသထွက်ပြီးအစွန်းရောက်ပုံကိုအဆင့်တက်သွားခဲ့ပါတယ်အစွန်းရောက်ပုံဆိုတာကအဆင့်တူရှင်းမှာသူ့ကိုဘယ်သူမှမနိုင်တော့ပါဘူးထားရန်ကဝမ်ယုံနဲ့ဝမ်ဟောက်ကိုတမ်းမဲ့အလုံးမှာရှီမင်ကဖြောင်းနှံချစ်ကိုပြန်ပြောမှဆိုသည့်အတွက်မတက်ခဲ့ပါဘူးဝမ်လင်ကသူ့ရဲ့အသိစိတ်ပတိစိတ်ကိုအမတ်ရပြီးတော့သူ့ရဲ့ဖေကိုဖိရှေလိုက်လို့ပြောလိုက်ပါတယ်ဝမ်လင်ရဲ့အမေကတားပါပဲလုပ်ပါစေဒါကိုတေချာကာကွယ်ရမယ်နော်ဒီလိုဆိုဖေနဲ့မေစိတ်ချပါပြီလို့ပြောလိုက်ပါတယ်ပတိစိတ်ကိုတော့မဖိရှေလိုက်ပါဘူးဝမ်လင်ရဲ့အဖေနဲ့အမေလည်းတည်သွားခဲ့ပါပြီထားရန်ကဝမ်လင်ကိုနောက်3လကြာရင်ဂျယ်မင်တောင်ကြားမှာစောင့်နေမယ်လို့ပြောခဲ့လိုက်ပါတယ်ဝမ်လင်ကသူ့ရဲ့အဖေအမေတည်သွားသည့်အတွက်ကြောင့်ဒေါသထွက်ပြီးတော့ပေါက်ကွဲပြစ်လိုက်ပါတော့တယ်ဝမ်လင်ကပောက်ကွဲပြီးသူ့ကိုလိုက်တက်နေတဲ့ကျင့်ကြံသူတွေကိုတက်ပြီးအမိန်ပြလိုက်စုပါတော့တယ်စစ်ထုံနန်ကလည်းပြန်လည်နှိုးထလာခဲ့ပါပြီဒီကဲကျွန်တော်ရဲ့ကျင့်ကြံမှုလုံးလုံးလောက်သာတန်ပါခဲ့ရင်ထန်းကြားမျိုးရဲ့ရှိသမျှလူအကုန်လုံးကိုတတ်မယ်ဆိုရင်တော့အဲ့ဒီထောင်ရဟင်းဆိုတဲ့စကားကိုပြောရမယ်မထင်ဘူးလို့ပြောလိုက်ပါတယ်စစ်ထုံနန်ကဝမ်လင်ကိုထားရန်လက်ထဲကအလံကိုလူဖို့အကြံပေးပါတယ်သူလူသားခန္ဓာကိုရရင်သူ့ရဲ့မိဘတွေကိုအသက်ပြန်ရှင်အောင်လုပ်ပေးနိုင်တယ်လို့ပြောခဲ့ပါတယ်3လကြာပြီးနောက်မှာဝမ်လင်ကဂိုင်းအားလုံးစီကရှိသမျှအမိန်ပြားတွေကိုအကုန်ထုတ်ပေးလိုက်မဟုတ်လို့ကတော့တေးရမယ်လို့ပြောခဲ့ပါတယ်ဝမ်လင်ကဖနောင်းတစ်ချက်ပေါက်လိုက်တာမြေပြင်တစ်ခုလုံးရေခဲဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ဂိုင်းသီးသီးကလည်းကြောက်လန့်ပြီးတော့အမိန်ပြားတွေကိုထုတ်ပေးလိုက်ပါတော့တယ်